ကျွန်တော်စကြောတက်တာခုတ်ကြီးပေါင်းနော်ကွန်ပျူတာအသုံးများတွေဖုန်းတွေအသုံးများပြီးတော့အလုပ်တွေများပြီးတော့စကြောတက်တာခေါင်းကိုက်တာတွေကိုတက်တာစေအကွက်လေးတွေကိုမြင်မြင်ဆန်းဆန်းလေးနဲ့လွယ်ကူတဲ့အကွက်လေးဝင်မြပေးမှာဖြစ်ပါတယ်ဒီအကွက်ကိုမြည်သူမဆိုလေ့ကျင့်လို့ရတယ်ကျမတို့ရုံးမှာဆိုရင်ခန္ဓာကိုယ်တနည်းအားစာရရင်ကျမတို့လေ့ကျင့်လို့ရပါပြီเนาะဆိုတော့ခုကျမနဲ့အတူတူလိုက်ပြီးလေ့ကျင့်ကြည့်မယ်ဒီမှာကွာထိုင်ခုံပေါ်မှာထိုင်လိုက်ပြီးဆိုရင်ခါလေးမတ်မတ်လေးထားမယ်ခါတလို့ကုန်းမနေရောအရင်ကော့မနေရောဗောနော်ဒီမှာအသက်ရှူပြီးဥကောင်းမော့ရှူထောက်ပြီးဥကောင်းမော့သုံးချိန်ပြအောင်တော့မယ်ရှူတွင်းပြီးဥကောင်းမော့ရှူထောက်ပြီးဥကောင်းမော့ရှူတွင်းပြီးဥကောင်းရှူထောက်ပြီးဥကောင်းမော့သုံးချိန်ပြီးပြီဆိုရင်ရှူပြီးဥကောင်းမှထောက်ပြီးညာရှူမှထောက်ပြီးပဲရှူထောက်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 ဟုတ်ပြီရှူထုတ်ပြီးတော့ဒီလိုညာကိုလဲကြည့်မျက်လုံးကအနောက်ကိုတောင်းကပ်ကြည့်ရှူထုတ်ပြီးပဲရှူထောက်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 ဟုတ်ရှူထုတ်ပြီးဥကောင်းငေါ့ဥကောင်းကိုအောက်ကနေပဲဖြည်းဖြည်းချင်းအောင်မယ်ရှူပြီးတော့ဘယ်ဘက်ကိုတော့အနောက်ထိတော့ထုတ်ပြီးညာဘက်ကိုတော့ငုံပြီးတော့ပဲเนาะဘယ်ညာအဲ့ဒီအချိန်မှာရှူတွင်းရှူထုတ်ကိုတွဲပြီးတော့ရှူပြီးပဲထုတ်ပြီးညာနောက်ဒါဆိုရင်ကောင်းမှုရဲ့တူဆိုရင်အရန်တက်တာလိမ့်မယ်ပြီးတော့ရှူမှတ်ထုတ်ပြီးမော့ပြီးတော့ဘယ်ဘက်ရှူပြီးတော့ပဲထုတ်ပြီးညာရှူပြီးပဲထုတ်ပြီးညာရှူပြီးပဲထုတ်ပြီးညာโอเคရှူဒီမှာဖြည်းဖြည်းချင်း short ပြီးမှဒီမှာညာဘက်လက်ကိုအပေါ်ကိုဒီလိုတင်မယ်ဘယ်ဘက်လက်ကတတောင်ကိုယူပြီးတော့များဆွဲမယ်5 4ရှူတင်းရှူတုတ်တောက်လျှောက်သွား3 2 1 okay ပြန် short နောက်တစ်ဖက်ဘယ်ဘက်လက်ကိုအနောက်ကိုသွားညာဘက်လက်ကပေတတောင်ကိုယူရှူထောက်ရှူတင်းရှူထုံနဲ့ထိ5 4 3 2 1 okay short ပြီးမှညာဘက်လက်ကိုဆန့်ဘယ်ဘက်လက်ကအောက်ကနေယူဘယ်ဘက်ကိုဖိဥကောင်းကညာဘက်ကိုလက်ရှူတင်းရှူထုံနဲ့ထိ5 4 3 2 1 okay ပြန် short နောက်တစ်ဖက်ဘယ်ဘက်လက်ကိုဆန့်ညာဘက်လက်အောက်ကနေဖိချလိုက်ဥကောင်းကဘယ်ဘက်ရှူတင်းရှူထုံနဲ့ထိ5 4 3 2 1 okay short ဟုတ်ပြီးမှဒီလိုလက်နှစ်ဖက်ကိုဘေးကိုဆန့်လက်လေးကိုမောက်ထားပြီးမှရှူပြီးတော့လက်လေးအပေါ်ကိုရှူထုတ်ထားလက်လေးကဒီအတိုင်းပဲ5 4 3 2 1လက်လေးကိုမောက်လိုက်မောက်ပြီးလက်မောင်းကိုများလေးမောက်ပြီးလဲလိုက်โอเคကုတ်ကြီးကိုမတင်ထားဘူးရှူတွင်းရှူထုံနဲ့ထိ5 4 3 2 1ရှူပြီးတော့လက်ဖြားလေးကိုလက်ဖွားအပေါ်ပြန်ပြောထားရှူတွင်းရှူထုံနဲ့ထိ5 4 3 2 1ရှူလက်လေးကိုမောက်လိုက်မောက်ပြီးများလေးလက်โอเคထိန်းထားရှူတွင်းရှူထုံနဲ့ထိန်းမယ်မျက်မှောင်ကြီးမကြုံဘူး5 4 3အပူပဲထွက်လာလိမ့်မယ်2 1ရှူပြီးတော့အပေါ်ရှူတွင်းရှူထုံနဲ့ထိန်းထားကိုလေးချင်းတဲ့အပေါ်မှာပဲအာယုံစိုက်ကြည့်မယ်နော်5 4ခံစားချက်တွေနားထောင်ကြည့်မယ်3 2 1လက်လေးပြန်မှောက်မယ်များလေးလှည့်ထားမယ်ရှူတွင်းရှူထုံနဲ့ထိန်းထားမယ်အရင်ညောင်းနေပြီဟုတ်5 4 3 2 1ကျွန်တော်3ကြော့ပြီးသွားပြီ5ကြော့ပြအောင်သွားမှာနော်ဟုတ်ပြီအပေါ်ပြန်လမ်းမယ်ဟုတ်ပြီအဲ့ဒီအတိုင်းထိန်းထား5 4 3 2 1ခဏလေးပဲတီးခံမယ်နော်မောက်ပြီးတော့များလေးလှည့်ထားမယ်ခဏလေးတီးခံတယ်တနေ့လုံးနေလို့ကောင်းသွားမယ်နော်5 4 3 2 1လေးချိန်ပြီးသွားပြီโอเคအပေါ်ပြန်လာဟုတ်ကဲ့ထိန်းထားမယ်5မထိန်းနိုင်တော့ထင်လာလိမ့်မယ်ဒီကထိန်းနိုင်တော့ကြိုးစားမယ်3 2
1 okay ပြန်ပြီးမောက်ပြီးလှည့်ထားနောက်ဆုံး5 4 3 2 1 okay ပြီးမှအပေါ်လှမ်းပြီးမှဖြည်းဖြည်းချင်း short ချလာဟုတ်ကဲ့အဲ့ဒီအချိန်မှာဒီဘက်တကြောလုံးเนาะပူပြီးတော့နေလို့ကောင်းသွားလိမ့်မယ်တင်အားတွေရော့ပြီးတတောင်းတတာဖြစ်သွားလိမ့်မယ်ဆိုတော့ဒီနေ့ဒီလွယ်ကူတဲ့သင်ခန်းစာကိုလိုက်လေ့ကျင့်ပြီးတော့ကျမတို့တတောင်းတတာဖြစ်အောင်နေကြမယ်ဆိုတော့လိုက်လေ့ကျင့်တဲ့အချိန်မှာအဆင်ပြေဆိုဒီအောက်မှာ comment လေးရေးပြီးပါအားလုံးကိုကျေးဇူးတင်ပါတယ်